ဒီနေ့မှာတော့ on နဲ့တူကျေးဥစီချက်လေးချက်ကြည့်ရအောင်ကျေးဥစီချက်မှာအဓိကအသက်ကအသားလုံးပေါ့နော်ဝတ်သားကြိတ်သားတွေကိုကြက်ဥအကာထည့်ပါမယ်ပြီးရင်ကော်မုန့်3စုံလောက်ထည့်ပါမယ်နောက်ထပ်စားတကြားနဲ့ငရုတ်ကောင်းမုန့်အနည်းငယ်ကိုလေးထည့်ပါမယ်အားလုံးထည့်ပြီးသွားတဲ့နောက်အရသာနှံ့ပြီးတော့ဝင်သွားအောင်လို့တေချာလေးနေပေးပါမယ်ပြီးရင်တော့ဂျုံလေးကပ်ပြီးတော့လုံးသွားတာမျိုးမဖြစ်အောင်လို့ကျိတ်ဆက်တွေကိုထည့်ပြီးတော့နောက်ထပ်တစ်ချိန်တေချာလေးကြည်သွားအောင်လို့ကျိတ်ပြီးထားပါတယ်ကျိတ်ပြီးသွားတဲ့အသားတွေကိုပကံတစ်လုံးလေးကိုထည့်ပြီးတော့ရေခဲတက်တာထဲမှာနိုင်ဝက်45မိနစ်လောက်ပြန်ပြီးတော့ freezer ထဲထည့်ပြီးတော့နှက်ထားပါမယ်အသားနှက်ထားတော့မှကျန်တဲ့လိုအပ်တာတွေပြင်ဆင်ဖို့ဆက်ပြီးလုပ်ပါမယ်ဒီရုံဆုံးကတော့စီချက်ချက်ပါမယ်ကျွတ်တုံဖြူကိုကျိတ်ပြီးတော့စီတက်မယ်ပြီးရင်စနစ်မုံလေးထည့်ပြီးတော့ကျွတ်တုံလေးကျွတ်ပြီးတော့ကျတ်သွားပြီဆိုရင်ဆယ်ထားပါမယ်နောက်ထပ်ကတော့ဂျီယိုနဲ့အတူထည့်စားမယ်အရွက်တွေကိုစီကြောပြီးတော့ပြုတ်မယ်ပဲပြားလေးတွေကိုလည်းအတုံးလေးတွေတုံးပြီးတော့ပြုတ်ဖို့အစဉ်သင်လုပ်ပါမယ်ပဲပြားကအပေါ်ရင်ကြောလေးတင်းသွားအောင်ပြုတ်ပေးဖို့လိုတာကြောင့်သူ့ကိုပြုတ်ထားတော့မှအချင်းရဆက်ဖို့ညူတိကျိတ်ထားလိုက်ပါတယ်ပဲပြားလေးတွေကအနီတော့ဖြစ်လာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ခုဆိုရင် freezer ထဲမှာအသားနဲ့ထားတာလဲနိုင်ဝက်လောက်ရှိသွားပြီဆိုတော့အဲ့ဒီအသားလေးတွေကိုပြုတ်ဖို့အတွက်လုပ်ပါမယ်အသားလုံးတဲ့အခါလက်ကိုအသားတွေပြန်ပြီးတော့မကတ်အောင်လို့ဇောနှစ်ချောင်းသုံးပြီးတော့လုံးထားပါတယ်ပြီးတော့အသားလုံးကိုပြုတ်တဲ့အခါမှာမီးအပူချိန်ကိုလျှော့ပြီးတော့ပြုတ်ဖို့လိုပါတယ်မီးအပူချိန်အရင်ပြင်းပြင်းနဲ့ပြုတ်မယ်ဆိုရင်အသားတွေကွဲထွက်တယ်လို့ပါအသားပြုတ်ထားတော့မှအချိန်လေးဆက်ပြီးတော့ဖြောထားလိုက်ပါတယ်အသားလေးတွေရေပေါ်လာပြီးတော့ခင်းနဲ့ထိုးကြည့်လို့ချက်ပြီးဆိုရင်တော့ဆဲလို့ရပါပြီကျေးဥစီချန်နဲ့အတူတွဲစားမယ့်အချင်းရည်အတွက်ကိုငရုတ်တီရဲ့အချင်းရည်အနီရဲ့ပြီးတော့မကြီးမဲ့ရည်ဖြောပြီးတော့ထည့်ပါတယ်နောက်ဆုံးကတော့ကျေးဥစီချက်လှုပ်ဆောင်ဖို့အတွက်ရေစိမ်ထားတဲ့ကြာစံလေးတွေကိုရေနွေးဆူဆူထဲမှာ2မိနစ်လောက်ဖြောလိုက်ပါတယ်ဒါဆိုရင်တော့ကျေးဥလှုပ်ဖို့အတွက်ကိုပြင်ဆင်တာတွေအလုံးပြီးသွားပါပြီဒါဆိုရင်ကြာစံထဲကိုပငင်ပြားရဲ့အကြီးပြီးတော့စီချက်ကိုကြိုက်တဲ့ပမာဏပေါ့နော်စားချင်တဲ့အနေလောက်ကိုထည့်ပြီးတော့တမသွားအောင်လို့နယ်လိုက်ပါမယ်ပြီးရင်အသားလုံးလေးတွေထဲကိုလည်းရတာဝင်သွားအောင်လို့ပငင်ပြားရည်နဲ့စီချက်ထည့်ပြီးတော့နယ်ပါမယ်ဒါဆိုရင်တော့ကျေးဥစီချက်ပွဲပြင်ရအောင်လို့အသားလုံးလေးတွေရဲ့ကြာစံရဲ့ပြုတ်ထားတဲ့ပဲပြားလေးတွေရဲ့အရွက်လေးတွေကိုထည့်ပြီးတော့နောက်ဆုံးအနေနဲ့အပေါ်ကစီချက်လေးတွေဆန်းလိုက်မယ်ဆိုရင်တော့ရပါပြီ